balance sheet ကကုမ္ပဏီတစ်ခုရဲ့ဘဏ္ဍာရေးအနေအထားကို3လပတ်တောင်မဟုတ်တစ်နှစ်စာစာရင်းပြုစုပြီးဖော်ပြထားတာဖြစ်ပါတယ်။ကုမ္ပဏီတစ်ခုကဘဏ္ဍာရေးတောင့်တင်းခိုင်မာမှုရှိမှကောင်းမွန်စွာလည်ပတ်နိုင်မှာဖြစ်လို့ယင်းနှိမ့်မြုပ်နှံသူတွေအနေနဲ့ကလည်း balance sheet ကိုအလေးထားပြီးတော့ကြည့်ရပါတယ်။ဘဏ္ဍာရေးကျန်းမာမှုမရှိတဲ့ကုမ္ပဏီကအခြေမခိုင်မဲ့တိုက်ဆောက်ထားသလိုပဲလွယ်လွယ်ကူကူနဲ့ပြိုလဲသွားနိုင်ပါတယ်။ဒီဗီဒီယိုမှာတော့ balance sheet အကြောင်းကိုဥပမာနဲ့အတူဆွေးနွေးပေးသွားပါမယ်။မင်္ဂလာပါ Invest IQ Central ကနေကြိုဆိုပါတယ်။ balance sheet ရဲ့အရေးကြီးဆုံးစိတ်ပိုင်းတွေကတော့ assets, liabilities, shareholders equity တို့ပဲဖြစ်ပါတယ်။သူတို့ကိုဒီ equation အတိုင်းနားလည်ထားလို့ရတယ်။အခုဒီပုံမှာကြည့်မယ်ဆိုရင် Nvidia ရဲ့လက်ရှိကာလ annual balance sheet ကအချက်လက်တွေကိုမြင်ရမှာဖြစ်ပါတယ်။ပေါ်ပိုင်းမှာပါရှိတဲ့အချက်လက်တွေကကုမ္ပဏီရဲ့ assets ပိုင်ဆိုင်မှုတွေပဲဖြစ်ပါတယ်။ assets တွေမှာလက်ရှိရေတိုကာလမှာရှိတဲ့ပိုင်ဆိုင်မှုတွေနဲ့တစ်နှစ်အတွင်းငွေသားပြောင်းလဲမှုမျိုးလုံးမှာမဟုတ်တဲ့ရေရှည်ပိုင်ဆိုင်မှုတွေဆိုပြီးတော့နှစ်ပိုင်းရှိပါတယ်။ရေတိုကာလအတွက်ဖြစ်တဲ့ current assets တွေမှာတော့ငွေသားဒါမှမဟုတ်ငွေသားအလွယ်တကူပြောင်းလဲလို့ရမယ့်အရာတွေပါဝင်ပါတယ်။ current assets တွေထဲမှာ cash and cash equivalents, account receivable, inventory, prepaid expenses, restricted cash နဲ့ other current assets ဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်။ cash and cash equivalents ဆိုတာကကုမ္ပဏီရဲ့ liquid assets တွေဖြစ်တဲ့ငွေသားဘဏ်ထဲမှာစုထားတဲ့ငွေတွေရေတိုရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ treasury bills, COD, certificates of deposit စသဖြင့်ပါဝင်ပါတယ်။ account receivable ကတော့ customer တွေကနေကုမ္ပဏီဘက်ကိုပေးဆောင်ရမယ့်ဝန်ဆောင်ကဒါမှမဟုတ်ကုန်ပစ္စည်းတန်ဖိုးကိုပြောတာဖြစ်ပါတယ်။ရဟန်ရှိငွေတွေလို့ဆိုရမှာဖြစ်ပါတယ်။ကုမ္ပဏီမှာငွေသားအဖြစ်ရှိနေတာမဟုတ်ဘဲနဲ့မကြာခင်ကုမ္ပဏီဘက်ကိုဝင်လာမယ့်ငွေတွေဖြစ်ပါတယ်။ inventory ဆိုတာကကုမ္ပဏီမှာရှိတဲ့ရောင်းရမယ့်ပစ္စည်းတန်ဖိုးဒါမှမဟုတ်ကုန်ပစ္စည်းထုတ်လုပ်ဖို့သုံးရမယ့်ကုန်ကျန်းတွေရဲ့တန်ဖိုးကိုဆိုလိုတာဖြစ်ပါတယ်။ဒီထဲမှာတော့ကုန်ကျန်းပစ္စည်းတွေထုတ်လုပ်နေစေပစ္စည်းတွေနဲ့အချောသက်ထုတ်ကုန်တွေပါဝင်ပါတယ်။ prepaid expenses ဆိုတာကကုမ္ပဏီကနေကြိုပေးထားတဲ့အသုံးစရိတ်တွေဖြစ်ပါတယ်။ဥပမာအာမခံကြေးတစ်နှစ်စာကြိုပေးထားတာမျိုးဆိုလိုတာဖြစ်ပါတယ်။ငွေထွက်သွားတာဆိုပေမဲ့ဒီရဲ့အကျိုးခံစား권ဒါမှမဟုတ်ဝန်ဆောင်မှုကိုဆက်ပြီးတော့ရရှိနေမှာဖြစ်လို့ asset စီးရင်ကိုထည့်ထားတာဖြစ်ပါတယ်။ restricted cash ဆိုတာကတော့ကုမ္ပဏီအတွက်တနေ့နေရာမှာတသက်မမှတ်အသုံးပြုရမယ်ကန့်သတ်ထားတဲ့ငွေကိုဆိုလိုတာဖြစ်ပါတယ်။ Nvidia ကုမ္ပဏီမှာတော့လက်ရှိဒီငွေမရှိလို့စီးရင်ထဲမှာထည့်မထားပါဘူး။ other current assets ဆိုတာကတော့တစ်နှစ်အတွင်းမှာငွေသားအဖြစ်ပြောင်းလဲမဲ့အခြား assets တွေအကုန်လုံးကိုဆိုလိုတာဖြစ်ပါတယ်။ဒါတွေအကုန်လုံးပေါင်းလိုက်ရင်တော့လက်ရှိရေတိုကာလအတွက်ကုမ္ပဏီမှာရှိနေတဲ့ assets တွေရဲ့စုစုပေါင်းတန်ဖိုး total current assets ကိုရမှာဖြစ်ပါတယ်။ပုံမှန်ကြည့်မယ်ဆိုရင်3,16,000ကျော်ရှိပါတယ်။ current assets ပြီးရင်တော့ရေရှည်အတွက်ကုမ္ပဏီရဲ့ပိုင်ဆိုင်မှု non current assets တွေလာပါမယ်။တစ်နှစ်အတွင်းမှာငွေသားပြောင်းလဲမှုမျိုးလုံးမှာမဟုတ်တဲ့ assets တွေကို non current assets ဒါမှမဟုတ် long term assets လို့ခေါ်ပါတယ်။ဒီထဲမှာ property, plant and equipment, goodwill, other intangible assets, long term account receivable, long term deferred tax assets, other long term assets နဲ့ long term investment တွေဆိုပြီးတော့ရှိမှာဖြစ်ပါတယ်။ property, plant and equipment ဆိုတာကကုမ္ပဏီမှာရေရှည်အသုံးပြုနေတဲ့ပစ္စည်းတွေကိုပြောတာဖြစ်ပါတယ်။ဥပမာမြေနေရာအဆောက်အဦတွေစက်ပစ္စည်းတွေရုံးခန်းတွေကပရိဘောဂပစ္စည်းတွေမော်တော်ယာဉ်တွေစသဖြင့်ပါဝင်ပါတယ်။ goodwill ဆိုတာကကုမ္ပဏီတစ်ခုခုကိုဝယ်တဲ့အခါရှီးရင်းဆွဲဈေးကွက်တန်ဖိုးထပ်ပိုပေးဝယ်ထားတဲ့ပမာဏကိုဆိုလိုတာဖြစ်ပါတယ်။ဥပမာကုမ္ပဏီရဲ့တန်ဖိုးက1000ပဲရှိပေမဲ့ Nvidia က1200နဲ့ဝယ်ထားရင်ပိုနေတဲ့နေရာက goodwill ဖြစ်ပါတယ်။ other intangible assets ဆိုတာကထိတွေ့ကင်တွယ်လို့မရတဲ့ကုမ္ပဏီပိုင်ဆိုင်မှုတွေဖြစ်ပါတယ်။ဥပမာမိုဘိုင်းကွင်းတွေအမတ်တံဆိပ်တွေနည်းပညာတွေစသဖြင့်ပါဝင်ပါတယ်။ long term account receivable ကတော့ရေရှည်မှာပြန်ရမယ့်အကျွေးတွေလို့ဆိုနိုင်ပါတယ်။ long term deferred tax assets ကအခွန်သက်သာခွင့်ရတဲ့ပိုင်ဆိုင်မှုလို့ဆိုနိုင်ပါတယ်။ဥပမာအခွန်ကိုသတ်မှတ်ထားတဲ့ထက်ပိုပေးမိတာမျိုးအကြောင်းမျိုးမျိုးကြောင့်နောက်နှစ်တွေမှာအခွန်လျော့ပေးရမယ့်အခွင့်အရေးရရှိတာမျိုးကိုဆိုလိုတာဖြစ်ပါတယ်။ other long term assets ကတော့ကုမ္ပဏီရဲ့ရေရှည်ပိုင်ဆိုင်မှုတွေပါဝင်ပြီး long term investment ကတော့ကုမ္ပဏီကရေရှည်ရင်းနှီးမြှုပ်နှံထားတဲ့အရာတွေဥပမာငွေတိုက်စာချုပ်လိုအရာတွေပါဝင်ပါတယ်။အဲ့တော့စောစောက current assets တွေနဲ့အခု long term assets တွေအကုန်ပေါင်းလိုက်မယ်ဆိုရင်တော့ကုမ္ပဏီမှာရှိနေတဲ့စုစုပေါင်းပိုင်ဆိုင်မှု total assets ကိုရမှာဖြစ်ပါတယ်။ပုံမှန်ကြည့်မယ်ဆိုရင်3,16,1,000ကျော်ဆိုပြီးတော့ရလာပါတယ်
assets တွေပြီးရင်တော့ company ရဲ့ liabilities company ကပေးရမယ့်တန်ဖိုးတွေလာပါပြီအလွယ်ပြောရရင်တော့ဒါကအကျွေးစည်းရင်းနဲ့တူပါတယ် liabilities မှာလည်းအတူတူပဲတစ်နှစ်အတွင်းပေးဆောင်ရမယ်ဆိုရင် current liabilities နဲ့ရေရှည်ကာလမှာပေးဆောင်ရမယ်ဆိုရင် non current liabilities ဆိုပြီးတော့ရှိပါတယ် current liabilities မှာတော့ account payable, accrued expenses, other current liabilities, short-term debt, current portion of long-term debt, current portion of leases, current income taxes payable နဲ့ current and earned revenue ဆိုပြီးတော့မြင်တွေ့ရမှာဖြစ်ပါတယ် account payable ဆိုတာက company ဘက်ကနေ supplier တွေစီကိုပေးဖို့ကြံရှိနေတဲ့စာရင်းဖြစ်ပါတယ် supplier စီကနေပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုကိုရယူထားပြီးတော့ပေးဖို့ကြံရှိနေတဲ့အကျွေးဖြစ်ပါတယ် accrued expenses ဆိုတာကငွေပေးဖို့လိုနေတဲ့စရိတ်တွေကိုဆိုလိုတာဖြစ်ပါတယ်။ဥပမာဝန်ထမ်းလစာတွေ၊လျှပ်စစ်မီတာခတွေစသဖြင့် invoice တွေပါဝင်ပါတယ်။ Other current liabilities ကတော့အချိန်တိုအတွင်းမှာပေးရမယ့်တခြားသော liabilities တွေဖြစ်ပါတယ်။ Short term debt ဆိုတာကကုမ္ပဏီဘက်ကနေချေးငွေယူထားပြီးတော့အချိန်တိုအတွင်းပြန်ဆက်ရမယ့်အကျွေးစည်းရင်းဖြစ်ပါတယ်။ Current portion of long term debt ဆိုတာကကုမ္ပဏီရဲ့နှစ်ရှည်ချေးငွေတွေကမှလက်ရှိနှစ်ထဲမှာပြန်ဆက်ရမယ့်ငွေပမာဏကိုဆိုလိုတာဖြစ်ပါတယ်။ Current portion of leases လည်းဒီသဘောတရားပါပဲ။မြေနေရာရုံးကန်စက်ရုံစသဖြင့်အားရန်ကားတွေတဲကမှလက်ရှိနှစ်ထဲမှာပြန်လည်ပေးချေရမယ့်ငွေပမာဏကိုဆိုလိုတာဖြစ်ပါတယ်။ Current income taxes payable ကတော့လက်ရှိပေးဆောင်ရမယ့်ဝင်ငွေကုန်ဖြစ်ပါတယ်။ Current and earned revenue ဆိုတာကကုမ္ပဏီအနေနဲ့ customer စီကနေငွေကြိုယူထားပြီးပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုမျိုးပေးဖို့ကြံရှိနေတဲ့ပမာဏဖြစ်ပါတယ်။အဲ့တော့ဒီစီးရင်တွေအကုန်လုံးပေါင်းလိုက်ရင် total current liabilities ရလာပါတယ်။ပုံမှန်ကြည့်မယ်ဆိုရင်တော့26,000ကျော်ရှိပါတယ်။ short term ပြီးရင်တော့ long term ပေးစရာရှိတဲ့စီးရင်လာပါတယ်။ဒီထဲမှာ long term debt, long term leases, long term deferred tax liabilities နဲ့ other non current liabilities ဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်။ long term debt ဆိုတာကရေရှည်အတွက်ပေးရမယ့်အကျွေးစည်းရင်းဖြစ်ပါတယ်။ရေရှည်အတွက်ပေးရမယ့်ငွေချေးစာချုပ်တိုးနှုန်းတွေအခြားချေးငွေယူထားတဲ့နေရာတွေကိုပေးရမယ့်တိုးနှုန်းတွေနေနေရာငှားရမ်းခတွေစသဖြင့်ပါပါတယ်။ long term leases ဆိုတာကတော့ပေါ်အားလိုပဲရုံးကန်စက်ရုံအစရှိတာတွေကိုတစ်နှစ်ထက်ကျော်ပြီးတော့နှစ်ရှည်စာချုပ်နဲ့ငှားရမ်းထားတဲ့ပေးရန်ရှိစီးရင်ဖြစ်ပါတယ်။ long term deferred tax liabilities ကအလွယ်ပြောရရင်အစိုးရကိုနောက်ပိုင်းမှာပေးရမယ့်အခွန်အခတွေဖြစ်ပါတယ်။လောလောဆယ်မပေးရသေးပေမဲ့နောက်ပိုင်းမှာပေးရမယ့်ဆိုင်းငံ့ခွန်ပုံစံမျိုးဖြစ်ပါတယ်။ other non current liabilities မှာတော့ရေရှည်အတွက်ပေးဆောင်ရမယ်တခြား liabilities တွေအကုန်ပါဝင်ပါတယ်။ current liabilities တွေနဲ့ non current liabilities တွေအကုန်ပေါင်းပြီးတော့ရလာတာကကုမ္ပဏီရဲ့စုစုပေါင်းပေးဆောင်ရမယ်ဆိုရင် total liabilities ဖြစ်ပါတယ်။ပုံမှန်ကြည့်မယ်ဆိုရင်တော့42,000ကျော်ဆိုပြီးတော့ရှိပါတယ်။ဒါတွေပြီးရင်တော့ကုမ္ပဏီမှာကြန့်ရှိနေမဲ့လုပ်ငန်းရဲ့တန်ဖိုး equity ပဲဖြစ်ပါတယ်။ဒါက share ရှင်တွေရဲ့ပိုင်ဆိုင်မှုတန်ဖိုးလို့လည်းပြောလို့ရပါတယ်။ shareholders equity လို့ခေါ်သလို stockholders equity လို့လည်းခေါ်ပါတယ်။ဒီအပိုင်းမှာ common stock, additional paid in capital, treasury stock, retained earnings, other comprehensive income နဲ့ minority interest ဆိုပြီးတော့ရှိပါတယ်။ common stock ဆိုတာကကုမ္ပဏီကထုတ်ဝေထားတဲ့ common stock share တန်ဖိုးဖြစ်ပါတယ်။ additional paid in capital ဆိုတာကအဲ့ဒီ share တွေကို investor တွေအနေနဲ့ပုံမှန်ဈေးနှုန်းထက်ပိုပြီးတော့ဝယ်ထားတဲ့တန်ဖိုးဖြစ်ပါတယ်။ treasury stock ဆိုတာကကုမ္ပဏီအနေနဲ့ဈေးကွက်မှာ stock share တန်ဖိုးတက်လာအောင်သူ့ရဲ့ share သူပြန်ဝယ်တဲ့စာရင်းဖြစ်ပါတယ်။ပြန်ဝယ်တဲ့စာရင်းဖြစ်တာကြောင့်တွက်ချက်တဲ့အခါမှာတခြားတန်ဖိုးတွေထဲကနေနှုတ်ပေးရပါတယ်။ balance sheet မှာလည်းအနှုတ်လက္ခဏာနဲ့ပဲပြလိရှိပါတယ်။ retained earnings ဆိုတာကကုမ္ပဏီအနေနဲ့တဖြည်းဖြည်းတိုးတက်လာတဲ့ဝင်ငွေတွေကိုတပည့်တန်ပေးရမယ့်ပမာဏနှုတ်ထားတဲ့တန်ဖိုးကိုဆိုလိုတာဖြစ်ပါတယ်။ဒီနေရာမှာတချို့ကုမ္ပဏီတွေကတပည့်တန်မပေးတော့ပဲကုမ္ပဏီထဲမှာပဲပြန်ပြီးတော့ယင်းနှိမ့်မြုပ်နှံတာမျိုးရှိပါတယ်။ retained earnings ကပြီးခဲ့တဲ့ဗီဒီယိုမှာပြောထားတဲ့ income statement မှာပါတဲ့ net income နဲ့ဆက်စပ်မှုရှိပါတယ်။ other comprehensive income ဆိုတာကကုမ္ပဏီအနေနဲ့ net income မဟုတ်ဘဲနဲ့တခြားနေရာကနေလာတဲ့ဝင်ငွေဒါမှမဟုတ်ထွက်ငွေကိုဖော်ပြတာဖြစ်ပါတယ်။ဒီတန်ဖိုးကို income statement ထဲမှာမဖော်ပြတော့ပဲ balance sheet မှာပဲတိုက်ရိုက်ဖော်ပြပြီးတော့ပမာဏအားဖြင့်လည်းနည်းလေးရှိပါတယ်။ minority interest ဆိုတာကဥပမာအနေနဲ့ Nvidia ကတခြားကုမ္ပဏီတစ်ခုရဲ့ share 80%လောက်ကိုဝယ်လိုက်တယ်ဆိုရင်ကျန်တဲ့20%လောက်ကိုတီးတန့်ခွဲပြီးတော့ဖော်ပြရတဲ့တန်ဖိုးဖြစ်ပါတယ်။သူ့ကို non controlling interest လို့လည်းခေါ်ပါတယ်။ Nvidia မှာတော့ဒီတန်ဖိုးမရှိတဲ့အတွက်စီးရင်ထဲမှာထည့်မထားပါဘူး။
အဲ့တော့ဒီ assets တွေအကုန်ပေါင်းလိုက်တဲ့အခါ shareholders equity ဆိုပြီးတော့ရလာမှာဖြစ်ပါတယ်ပုံမှာကြည့်မယ်ဆိုရင်3,18,000ကျော်ဆိုပြီးတော့ရလာပါတယ်ဒီတန်ဖိုးကအပေါ်ကညီမျှခြင်းအတိုင်းတွက်ကြည့်ရင်လည်း total assets ထဲကနေ total liabilities ကိုနှုတ်မယ်ဆိုရင်3,18,000ကျော်နဲ့အတူတူပဲဖြစ်ပါလိမ့်မယ် balance sheet မှာကြည့်မယ်ဆိုရင် share ရှင်တွေရဲ့ပိုင်ဆိုင်မှုတန်ဖိုးကကုမ္ပဏီရဲ့ assets ထဲကနေ liabilities တွေကိုနှုတ်ထားတဲ့တန်ဖိုးဖြစ်တဲ့အတွက်အကယ်၍သာကုမ္ပဏီအနေနဲ့ပေးရမယ့်အကျွေးတွေ liabilities ကများနေမယ်ဆိုရင် share ရှင်တွေပိုင်ဆိုင်တဲ့တန်ဖိုးကလည်းနည်းသွားသလိုကုမ္ပဏီတိုးတက်နှုန်းလည်းနှေးကွေးသွားမယ်ဆိုတာမြင်သာပါတယ်။ဒါကြောင့်ယင်းနှိမ့်မြုံနှံသူတွေကအကျွေးအများကြီးရှိနေတဲ့ကုမ္ပဏီတွေဆိုမကြိုက်ကြပါဘူး။ဒီဘိုင်းမှာအဓိကထားကြည့်ရမယ့် ratios တွေက current ratio, debt to equity ratio နဲ့ return on equity တို့ဖြစ်ပါတယ်။ current ratio ဆိုတာကကုမ္ပဏီရဲ့လက်ရှိပိုင်ဆိုင်မှုတွေကိုအချိန်တိုအတွင်းပြန်ပေးရမယ့်စာရင်းနဲ့အချိုးချထားတာဖြစ်ပါတယ်။ဆိုလိုတာကလုပ်ငန်းထဲမှာငွေဘယ်လောက်ထိရှိနေမလဲဆိုတာကိုမြင်နိုင်စေမယ့်အချိုးပဲဖြစ်ပါတယ်။အချက်လက်တွေတိုင်းတွက်ကြည့်မယ်ဆိုရင်တော့ current ratio က 4.46 ခွန်ဆိုပြီးတော့ရရှိပါတယ်။အဓိပ္ပာယ်ကတော့ Nvidia ကုမ္ပဏီမှာလက်တလောရှိနေတဲ့ငွေသားပိုင်ဆိုင်မှုတွေကပေးစရာရှိရာတွေထက်များနေပြီးလုပ်ငန်းထဲမှာငွေများစွာအရန်အသင့်ရှိနေတယ်လို့ယူဆနိုင်မှာဖြစ်ပါတယ်။ပုံမှန်အဖြစ် current ratio 1.5အထက်မှာရှိနေရဆိုရင်ကောင်းတယ်လို့ယူဆပြီးတော့တစ်ထက်နည်းနေလို့ရှိရင်တော့လုပ်ငန်းအနေနဲ့ကအကျွေးတွေကိုချက်ချင်းဆက်နိုင်မှာမဟုတ်ပါဘူး။ဒီ ratio ဆိုတာကကုမ္ပဏီရဲ့ equity တန်ဖိုးကိုစုစုပေါင်းအကျွေးတန်ဖိုးနဲ့အချိုးချထားတာဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့ equity နဲ့ရှင်မယ်ဆိုလို့ရှိရင်ကုမ္ပဏီမှာအကျွေးဘယ်လောက်ရှိနေလဲဆိုတာကိုဖော်ပြတာဖြစ်ပါတယ်။အကျွေးများရင်များသလိုထင်သာမြင်သာရှိစေတဲ့အတွက်ဒီ ratio ကိုလည်းလူသုံးများပါတယ်။အဲ့တော့ပုံကအချက်လက်တွေတိုင်းတွက်ကြည့်မယ်ဆိုရင်ဒီ ratio က3.391ဆိုပြီးတော့ရပါတယ်။ဆိုလိုတာက Nvidia မှာပေးစရာရှိတဲ့အကျွေးက equity ထက်နည်းနေပြီးတော့ကုမ္ပဏီကအကျွေးပိနေတဲ့အနေအထားမဟုတ်ဘူးလို့ဆိုလိုနိုင်ပါတယ်။တာမန်အဖြစ်ဒီ ratio ကတစ်ထက်များနေရင်အကျွေးများနေတာဖြစ်ပြီးတော့တစ်ထက်နည်းနေရင်အကျွေးသိပ်မရှိဘူးလို့ဆိုလိုနိုင်ပါတယ်။ ROE ကိုတော့ကုမ္ပဏီရဲ့ profitability ratio လို့သိကြပြီးကုမ္ပဏီရဲ့ net income နဲ့ equity ကိုအချိုးချထားတာဖြစ်ပါတယ်။ကုမ္ပဏီရဲ့စုစုပေါင်းတန်ဖိုးမှာအသတင်းဝင်ငွေဘယ်လောက်အထိရှိနေလဲဆိုတဲ့အချိုးကိုရာခိုင်နှုန်းနဲ့ဖော်ပြတာဖြစ်ပါတယ်။ ROE ကိုတွက်တဲ့အခါမှာ income statement က net income နဲ့ balance sheet က shareholders equity တန်ဖိုးကိုထည့်တွက်ရတာဖြစ်ပါတယ်။ဒါပေမဲ့ income statement နဲ့ balance sheet ကမတူညီတဲ့ accounting ပုံစံနဲ့စာရင်းပြုစုတာဖြစ်လို့တန်ဖိုးတွေကိုတိုက်ရိုက်ယူတွက်လို့တော့မရပါဘူး။ဆိုလိုတာက income statement ဆိုတာကအချိန်ကာလအပိုင်းခြားတစ်ခုဥပမာတစ်နှစ်အတွင်းမှာရှိတဲ့ပြောင်းလဲကိုတိုင်းတာတာဖြစ်ပြီးတော့ balance sheet ကအချိန်တစ်ခုဥပမာတစ်ရက်မှာရှိတဲ့အပြောင်းလဲကိုတိုင်းတာတာဖြစ်ပါတယ်။ accounting မှာတော့ဒါကို stock and flow လို့ခေါ်ပါတယ်။ income statement က flow account ဖြစ်ပြီးတော့ balance sheet ကတော့ stock account ဖြစ်ပါတယ်။ဒီတော့သူတို့နှစ်ခုကို equation တစ်ခုထဲမှာထည့်တွက်ဖို့အတွက် balance sheet ကအချက်လက်ကိုအချိန်ကာလအပိုင်းခြားတစ်ခုအနေနဲ့ပြောင်းလဲပြီးတွက်ချက်ဖို့လိုပါတယ်။ဒီလိုလုပ်ဖို့အတွက်နှစ်အလိုက် ROE တန်ဖိုးကိုတွက်ချက်မယ်ဆိုရင် balance sheet မှာရှိတဲ့ shareholders equity ကိုယခုလက်ရှိတန်ဖိုးနဲ့ပြီးခဲ့တဲ့နှစ်ဒီအချိန်ကတန်ဖိုးနှစ်ခုပေါင်းပြီးတော့ပြန်မျှတန်ဖိုးယူပြီးတွက်ချက်ဖို့လိုပါတယ်။တွက်တဲ့အခါမှာလည်း annual data ဆိုရင် statement နှစ်ခုလုံးက annual data ဖြစ်ရမယ်။ဒါမှမဟုတ် quarterly data ဆိုရင်နှစ်ခုလုံးရဲ့ quarterly data တွေကိုယူပြီးတော့တွက်ရပါမယ်။အဲ့တော့ equation ကဒီလိုပုံစံဖြစ်ပါလိမ့်မယ်။အခုဥပမာမှာ annual data ကိုယူပြီးတော့တွက်ပါမယ်။ net income ရဲ့ annual data ကဒီလောက် shareholders equity ရဲ့ annual data တွေကဒီလောက်နဲ့ပြီးခဲ့တဲ့နှစ်ကဒီလောက်အဲ့တော့အားလုံးတွက်ကြည့်တဲ့အခါ119.18ရာခိုင်နှုန်းဆိုပြီးတော့ရပါတယ်။သူ့တန်ဖိုးကိုကြည့်တဲ့အခါ20ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းကကောင်းတယ်လို့သတ်မှတ်နိုင်ပြီး10ရာခိုင်နှုန်းအောက်နည်းနေရင်တော့တိတ်မကောင်းဘူးလို့ဆိုနိုင်ပါတယ်။ဒါပေမဲ့တချို့ယင်းနှိမ့်မြုံနိုင်သူတွေက ROE တန်ဖိုးများနေရင်လည်းမကြိုက်ကြပါဘူး။အဓိကအကြောင်းရင်းက net income များပြီးတော့ equity တန်ဖိုးနည်းနေတာဖြစ်လို့အနာဂတ်မှာကုမ္ပဏီအနေနဲ့ equity ကနေပြန်လဲရင်းနှီးမြှုပ်နှံနိုင်စွမ်းကျလာမှာဖြစ်လို့ကုမ္ပဏီရဲ့တိုးတက်နှုန်းနှေးကောင်းနှေးလာနိုင်ပါတယ်။ဒါပေမဲ့ဒါကိုတော့အများအားပုံသေးယူဆလို့မရပါဘူး။အဲ့တော့ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ balance sheet ကိုအသေးစိတ်စီစစ်တဲ့အခါမှာမေးရမယ့်မေးခွန်းတွေကကုမ္ပဏီမှာငွေသားပမာဏဘယ်လောက်ရှိနေလဲ။ကုမ္ပဏီရဲ့ဘယ်အပိုင်းမှာငွေပမာဏများများရှိနေတာလဲ။ကုမ္ပဏီမှာရရန်ရှိတဲ့ငွေပမာဏတွေဘယ်လောက်ရှိတယ်လဲ။ကုမ္ပဏီရဲ့အကျွေးပမာဏစုစုပေါင်းကဘယ်လောက်ရှိတာလဲ။ကုမ္ပဏီကလုပ်ငန်းအတွက်ဖြည့်တင်းငွေကိုဘယ်နေရာကနေရယူနေတာလဲ။
ကုမ္ပဏီမှာ preferred stock နဲ့ treasury stock တွေရှိသလားကုမ္ပဏီရဲ့ retained earnings ကတိုးတက်လာပြီးတော့တည်ငြိမ်မှုရှိသလားစတဲ့အချက်တွေကိုကြည့်ရမှာဖြစ်ပါတယ်